ဒီလို trend ဖြစ်နေတဲ့ဘူဘူတူတူ sticker တွေကို iMessage မှာဘယ်လိုထည့်ပြီးမှတောင်းရမလဲဆိုတော့ပြောပြပေးပါမယ်ကျွန်တော်ပထမဆုံး Six Stick ဆိုတဲ့ application ဝင်ဆုံး download လိုက်မယ်ဒီ application ဆိုရင်ကျွန်တော် iOS အတွက်မဟုတ်ဘဲနဲ့ Android အတွက်လည်းရပါတယ်ပြီးတော့ iMessage တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ Telegram WhatsApp Signal တို့မှာလည်း sticker ထည့်ပြီးမှအသုံးပြုလို့ရပါတယ်ကဲအဲ့ဆိုရင်ကျွန်တော် application ကိုဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာဆိုရင် home ရှိမယ် home မှာဆိုရင် for you ရှိမယ် trending sticker ရှိမယ် latest နောက်ဆုံးလောက်ထားတဲ့ sticker ရှိမယ်ပေါ့ပြီးရင်ကျွန်တော် search မှာဆိုလဲကိုလိုချင်တဲ့ sticker ကိုရိုက်ရှာလို့ရမယ် create မှာကျွန်တော်ကိုယ်တိုင် sticker တွေဖန်တီးပြီးမှအသုံးပြုလို့ရတယ်ကဲအဲ့ဆိုရင်ကျွန်တော် iMessage မှာ sticker ဘယ်လိုထည့်လဲဆိုတော့ပြောပြပေးပါမယ်ကျွန်တော်ပထမဆုံး sticker တစ်ခုကို down လိုက်မယ် down ပြီးရင်ဒီမှာ add to iMessage add to WhatsApp add to Signal add to Telegram ဆိုရှိပါတယ်ကျွန်တော် iMessage အတွက်တောင်းမှဆိုလို့ add to iMessage ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီလို successfully add to iMessage ပေါ်လာပါပြီအကြောင်းကောင်မလေးကိုကျွန်တော်ပို့ပြပါမယ်ကဲအဲ့ဆိုရင် sticker တွေကိုနှိပ်လိုက်မယ် System logo လေးရှိပါတယ်အမှခုနက down ထားတဲ့ sticker တွေကိုတုံးပြလို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် TikTok and YouTube ကိုလည်း follow and subscribe လေးလုပ်တော့ပြပါအောင်ဗျာ